ချင်းဒီချင်နဲ့တချင်းတိုက်တိုင်းပေါ့နော်ဒီချင်အမြဲတမ်းပြောတဲ့စကားခံစားချက်ထည့်ပြီးဆိုစကားသံပြီအောင်ဆိုလေသံမပါစေနဲ့ဒီညလည်းအဲ့တိုင်းမှတ်ပြီးတော့ဆိုပါမယ်လို့ကောင်းဆုံးဒီဆိုရှင်ပြနိုင်ပါစေညီမလေးဟုတ်ကဲ့ပါပြီးတဲ့ဆုနဲ့ပြပါစေကျေးဇူးပါကြာနေလားတရားများနေလားထူမဲ့သူမျောနေလားတငယ်ကြီးမျောနေလေအလကားပဲကိုကြီးလက်ကမရှိဝိုင်းထိုးချလက်သေးတွေပေါ်ဒီလောကအပေါင်းအသင်းများပေမဲ့ဒုက္ခရောက်ချေအကုန်ပြောင်းသွားတချို့နောက်ကျော်ဒါထိုးသေးတယ်ရှုံးမပေးလိုက်ပါနဲ့တကယ်ချစ်ဒီမုန်းတိုင်းတရားကခဏပါဒါထိုးသေးတယ်အရှုံးမပေးလိုက်ပါနဲ့တကယ်ချစ်ဒီမုန်းတိုင်းတရားကခဏပါရှောင်ရမယ်ပန်းတိုင်ရှိသေးအမေပြုံးမြဲရည်စတဲ့ဆိုအဆိုးမြင်သူများပါတယ်ဘဝကဒီလိုပါပဲအညို့မထားပါနဲ့အညို့မထားပါနဲ့ရှုံးမပေးလိုက်ပါနဲ့တငယ်ချင်းဒီ
ဒီကတော့ခန်းဒီကိုအားပေးလက်ခုပ်တန်လေးတွေထပ်မှန်ပြီးတော့အားဖြစ်ပေးပါဦးဆရာမကလည်းသူတပည့်တွေဆိုတိုင်းအောက်မှာအတူလိုက်ဆိုပေးနေတယ်မဆိုခင်ကလည်းဆရာမရဲ့အားပေးစကားတွေနဲ့ရှင်ထဲမှာစုံမစကားတွေနဲ့အုံနောက်ထဲမှာရှိတယ်ခုဒီဆိုတော့လေဆရာမကိုကြည့်ပြီးတော့ဒီဆိုနေရတာဆိုတော့ပို့ပြီးတော့ပြီးပြည့်စုံတာပေါ့နော်အားလုံးဆိုတာအရန်ကောင်းပါတယ်ဒါကြောင့်ဆက်လက်ပြီးတော့ဒါကိုအောင်ကိုကကွန်မန့်ပေးပါဦးခင်ဗျာဒီတချင်းမှာခုနဆိုသွားတဲ့အခါမှာတခြားထရီထူးထူးပြောစရာမရှိပါဘူးအဓိကကီးချင်းသွားတဲ့နေရာလေးမှာရှုံမပိန်းတဲ့တငယ်ချင်းဆိုတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးမှာဒီတန်ပြန်ပြီးတော့မှမဝင်တတ်တဲ့သူဆိုလို့ရှိရင်ဒါ flash shot သွားပြီးတော့မှဖြစ်နိုင်ရရှိတယ်ဒါပေမဲ့အခုကအဲ့နေရာလေးကိုလည်းအကောင်းဆုံးကြော်ဖြတ်ပြီးတော့မှဒီဆိုသွားနိုင်တာတွေ့ရပါတယ်ခုနကပြောခဲ့သလိုပဲဒါဝန်နာဆုလည်းပိန်းပိန်းနဲ့9ယောက်ပြည့်ပြီပေါ့နော်တကယ်လို့မထူပါဘူးခွဲတာယူလိုက်ကြပါတော့အဲ့ဒါလေရပါစေလို့ဆုတောင်းပေးပါတယ်ကျေးဇူးပါဆက်လက်ပြီးတော့ဆရာတော်တော်ကွန်မန့်ပေးပါဦးခင်ဗျာဒီမီလေးမင်္ဂလာပါမင်္ဂလာပါဆရာ ဒီတချင်းမှာတီဆိုရတဲ့ဟန်ပတ်မူရာကဘာလို့တချင်းကိုဂီယာနဲ့ချက်ထိုးရဆရာတွေ့တယ်ပထမဆုံးတုံးကိုတက်တောင်တက်တာနဲ့ဆိုရတယ်အဲတုံးကိုတက်တောင်တက်တာဆိုရတယ်ကတချင်းတွေကဒါပေါ့ဆောင်းလေးဖြစ်တဲ့အတွက်ကြောင့်ဒါပဲပုံနေသူလေးရဲ့တွေးနဲ့အလွမ်းဆန်တဲ့အရာမျိုးနဲ့ဆိုသွားတယ်ဒုတိယကျဆိုလိုတီးပြီးတဲ့အပြီးမှာကျတော့တိမိကဂီယာချင်းလိုက်တယ်ကားစုံနဲ့ဂီယာချင်းတော့ကွာအတန်ပါဝါနှုံထပ်တဲ့အခါမှာသူကပောက်ကွဲနှုံကမြင့်လာပြီးတော့တချင်းဟန်ချက်မှာကျဘယ်တော့ဘာတွေတွားကောင်းလဲဆိုတော့ဒီအဖိဖို့တွေဆိုတဲ့အခါမှာဒါပါဒိုင်နမစ်တွေကြောင့်အရန်မိုက်သွားပြီးတော့တချင်းကပြောချင်တဲ့စကားလုံးတွေပောက်ကွဲနှုံကအရန်မြင့်သွားပြီး climate ကလည်းအဲ့မှာအရန်လှသွားတာကိုတွေ့ရတယ်နောက်ချက်ကအဲ့မှာတကယ်အန်ဒီရဲ့အကြီးဆုံးနေရာလေးတနေရာရှိပါတယ်ဒါလာအဲ့ဆိုပြီးအဲ့ sustain ပေါ်မှာတပြည့်မပြောမဆိုပြီးကီးကတော့မီနီထပ်တင်ပြီးတော့စီမီထပ်ပြီး shap ခါတက်လို့လောက်ကတကယ်တော့အန်ဒီရဲ့အရန်ကြီးတာဒါပေမဲ့ကျွမ်းကျင်မှုအောက်မှာသူလည်းပြပြဝှက်သွားတာအရန်အောင်မြင်ခဲ့ပါတယ်အဲ့တော့ဆရာပြောချင်တာကူတယ်ပေးရမလားဆုလက်ကိုကူတယ်ပေးရမလားဆရာဒီညပြောရတဲ့စကားနော်ဒါကတော့ဒီအစီအစဉ်မှာပေါက်လုံးပဲကျွမ်းကျင်မှုရဲ့အောက်မှာပြပြဝှက်သွားတာကျွမ်းကျင်မှုရဲ့အောက်မှာတော့ပြပြဝှက်သွားတာပဲဆိုတဲ့စကားလုံးကတော့ဒါဒီညအတွက်ဒါပေါက်လုံးပါပဲနော်ပရိသတ်တွေရဲ့ဗုဒ္ဓင်ပဲလိုပါတော့တယ်ကျွန်တော်တို့8နာရီခွဲမှာဗုဒ္ဓင်လိုင်းပိတ်တော့မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကိုအားပေးတဲ့ပြိုင်ပွဲဝင်ကိုဝင်နာရရှိဖို့ကောင်းဆုံးဗုဒ္ဓင်အများဆုံးပေးပြီးတော့ပံ့ပိုးပေးပါလို့ပြောချင်ပါတယ်